အုံနောက်က အချက်လက်တွေကိုဘယ်လို processing လုပ်နေလဲဆိုတာသိချင်လားဒီနေ့ကတော့ Agnes က consumer behavior တခုတည်းကနေပြီးတော့ information processing အုံနောက်ထဲမှာဘယ်လိုလုပ်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ် let's get started information processing ဆိုတာဘာလဲ information processing ဆိုတာကိုမြင်တဲ့ဥစ္စာတွေခံစားရတဲ့ဥစ္စာတွေသိလိုက်တဲ့ဥစ္စာတွေမြင်ခဲ့ရတဲ့အကုန်လုံးအချက်လက်တွေအားလုံးအုံနောက်ထဲမှာဘယ်လိုမျိုး processing လုပ်ပြီးတော့မှတ်လဲဆိုတဲ့ဥစ္စာဖြစ်ပါတယ်အုံနောက်ထဲဝင်ဖို့အတွက်ဒီ၄ချက်ကိုဖြတ်ကျော်ပြီးတော့မှဝင်လို့ရပါတယ်နံပါတ်1ကတော့ exposure နံပါတ်2ကတော့ attention နံပါတ်3ကကြတော့ interpretation နံပါတ်4က memory ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ Agnes ကနံပါတ်1ဖြစ်တဲ့ exposure ကိုပြောရမှာဖြစ်ပါတယ် exposure ဆိုတာကြုံတွေ့ခြင်းကိုယ့်ရဲ့မျက်စိနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နားနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ range တွေကိုရောက်လာတဲ့ sensor range တွေကိုရောက်လာပြီဆိုရင်ဒါ exposure ပဲဖြစ်ပါတယ် information exposure မှာနှစ်ခုရှိပါတယ်ပထမတစ်ချက်ကတော့ random ဖြစ်တယ်နောက်ဒုတိယချက်ကတော့ deliberate ဖြစ်ပါတယ်ကိုယ့်ရဲ့ပစ္စည်းကို marketing လုပ်ပြီဆိုလို့ရှိရင် random exposure ဖြစ်စေချင်လား deliberate exposure ဖြစ်ချင်လားအဲ့ဒါနှစ်ခုရှိပါတယ်random exposure ဆိုတာကိုယ့်ရဲ့မျက်စိဝင်လာတဲ့ဥစ္စာမှန်သမျှအားလုံးကိုပြောတာဖြစ်ပါတယ် deliberate exposure ကြတော့ကိုက selective လုပ်တာပါကိုကရွေးချယ်ပြီးတော့ဒီ information ကိုငါအတွက် gather လုပ်မယ်ဒီ information ကငါအတွက်ဆိုတဲ့ဥစ္စာငါအတွက်တိုးတက်မဲ့ဥစ္စာတွေအတွက်ကြောင့်မလို့ငါက choose လုပ်ပြီးတော့ information ကို receive လုပ်မယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ marketing မှာဆိုလို့ရှိရင်အရင်ရေးကြည့်တာကိုက random ဖြစ်ရမှာလား deliberate ဖြစ်ရမှာလားအဲ့ဒါအရင်ရေးကြည့်ပါတယ်Master ဆိုရင်တော့ Agnes marketing လုပ်လို့ရှိရင် deliberate exposure ပဲလုပ်ချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် deliberate exposure ကကိုယ့်ရဲ့ consumer တွေသုံးတဲ့လူတွေ advertisement တွေမှာတခါတည်းခေါင်းထဲကိုတခါတည်းမျက်မြင်ရောက်သွားတဲ့အတွက်ကြောင့်လို့ပါ။တိုးတက်တဲ့နိုင်ငံတွေထဲမှာဆိုလို့ရှိရင် ads block တွေပါလုပ်နေကြပြီ။ဘာဖြစ်လို့လဲဆိုတော့ randomly လာတဲ့ exposure တွေပေါ့နော် advertisement တွေအားလုံးကိုသူတို့က block လုပ်ချင်လို့ပါ။လူတွေကအဲ့ဒါတွေကိုမကြည့်ချင်တော့ဘူး။အဲ့တော့ဒီ US ကလူတွေ marketer တွေကနီးလန်းအသစ်ကိုထပ်ရှာတယ်။ဘာလဲဆိုလို့ရှိရင် out of homeဒီ advertisement တွေနောက်တစ်ခုက product placement တွေပြီးတော့ video games တွေထဲမှာတွေပြီးလို့ရှိရင် music video တွေထဲမှာတွေအဲ့ဒါမျိုးတွေကိုသူတို့လုပ်ကြတယ်ဆိုတာတော့ bus stop တွေဘာတွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ advertisement ကိုမျက်စိကိုတခါလေးဆွဲစီတဲ့ဥစ္စာဖြစ်ပါတယ်နောက်တစ်ခု product placement ဆိုတာက music video ပဲဖြစ်ဖြစ်ဒီvideo game တွေပဲဖြစ်ဖြစ်စော့နေတဲ့လူပဲဖြစ်ဖြစ် game တွေထဲမှာဖြစ် advertisement လေးကိုထည့်တာဖြစ်ပါတယ်အဲ့တော့သုံးပြတဲ့အချိန်မှာဆိုလို့ရှိရင်လူတွေကနေပြီးတော့ဒါကြော်ညာဖြစ်တယ်ဆိုပြီးတော့မခံစားရတော့ပါဘူးဒီလိုပုံစံမျိုးတွေနဲ့ advertisement တွေကပို့ပြီးတော့နီးလက်အသက်တွေကိုထပ်သုံးကြပါတယ် marketing က Agnes အရင်က video ထဲမှာပြောခဲ့တယ်လို့ပဲ psychology လို့ဖြစ်ပါတယ်စိတ်ပညာတစ်ခုပါပဲအဲ့တော့ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ consumer တွေကိုပေးချင်တဲ့ message တွေ target ရဲ့ audience တွေရဲ့အုံနောက်ကိုသိရပါမယ်သူတို့ဘယ်လိုစဉ်းစားနေရလဲဘယ်လိုဖောက်ကိုကဘယ်လိုဖောက်